Hello everyone ကျွန်မ channel လေးကြိုဆိုပါရစေကျွန်မအခုဗီဒီယိုမှာကျွန်မစကားလုံး၃လုံးလေးလက်ဆောင်ပေးချင်လို့ကျွန်မဒီဗီဒီယိုလုပ်လိုက်တာဖြစ်တယ်။ဘာစကားလုံးလဲဆိုရင်ကျမ်းစာတွေကစကားလုံးပဲဖြစ်တယ်။အဲ့စကားလုံးတွေကဘုရားရဲ့ promise စကားလုံး၃လုံးဖြစ်တယ်။ကျွန်မဒီနေ့ခွန်အားရလိုက်တဲ့စကားလုံး၃လုံးဖြစ်တယ်။အဲ့ဒါကိုပြန်ပြီးတော့ကျွန်မလက်ဆောင်ပေးချင်တယ် sharing ပေးချင်တယ်။ပထမစကားလုံးကကျွန်မဘာကိုတည်ဆောင်လာပေးလဲဆိုရင်ကျွန်မဘာကို sharing အရင်လုပ်ပေးချင်လဲဆိုရင်ပြားရည်ဆိုတဲ့စကားလုံးဖြစ်တယ်ကျွန်တော်တို့ပြားရည်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ပြေးမြင်မိတယ်ဟုတ်တယ်ဖခင် promise ပေးထားတဲ့နှုတ်နဲ့ပြားရည်စီးတဲ့တီကိုသူ့ရဲ့လူတွေကိုပို့ဆောင်ပေးမှာဖြစ်တယ်ကျွန်တော်တို့ကြည့်လိုက်ရင်ဣသရေလလူတွေကအဲ့တီကိုဝင်ရမယ်ဝင်လဲဝင်ခဲ့ရတယ် but ကျွန်တော်ပြောချင်တာကကျွန်မ remind လုပ်ပေးချင်တာကအဲ့ဒီချိုမြိန်နဲ့စီးစိမ်နဲ့ကျွေသွားတဲ့ပြည်ဟာအဲ့ဒီမဟောင်းမှာပဲပြီးသွားတာမဟုတ်ဘူးကျမတို့နဲ့လည်းသက်ဆိုင်တာဖြစ်တယ်အဲ့ prophecy ကိုကျမကတည်ဆောင်လာပေးတာဖြစ်တယ်ဒီ prophecy ကဒီမှာကြည်နေတဲ့ဒီ video ကြည်နေတဲ့သူတယောက်ချင်းစီတိုင်းနဲ့သက်ဆိုင်တာဖြစ်တယ်တင်ပိုင်တဲ့အရာဖြစ်တယ်ဖယားတင်အတွက်ဂတိပြုထားတဲ့အရာဖြစ်တယ်တဲ့အဲ့ဒါကိုလက်ခံရရှိပါစိတ်တက်မကြပါနဲ့အခုချိန်မှာပင်ပန်းကောင်းပင်ပန်းနေလိမ့်မယ်အရန်အားအိမ်နဲ့ချိနေပြီးတော့အရန် give up လုပ်ချင်နေတဲ့အချိန်ဖြစ်နိုင်တယ်အရန်စိတ်ပြတ်ပြီးတော့အရန်အားအိမ်မရှိတဲ့အချိန်တွေဖြစ်နိုင်တယ်ဒါပေမဲ့ဒီဂတိတော်ကတင့်ကိုအားအိမ်ပြန်လဲပြီးတော့တစ်ဖန်ပြန်လဲတောင့်တင်လာစေမဲ့ဂတိတော်ဖြစ်တယ်အချို့မိန်ဆုံးသောအရာအရန်ချိုတဲ့အရာကတင်နဲ့ဆိုင်တာဖြစ်တယ်တင်အဲ့ဒီအရာကိုတင်သိမ့်ပိုက်ပါရယူပါလက်ခံပါဖယားစီကနေတင်ရရှိမှာဖြစ်တယ်ဖယားစီမှာတောင်းပါဖယားတင်ကိုပေးထားပြီးသားဖြစ်တယ်ဒီကျမ်းပါဒီတမန်ကျမ်းမှာရေးထားတဲ့ဂတိတော်တွေကအခုလက်ရှိအသက်ရှင်နေတဲ့အသက်ရှူနေတဲ့လူသားတွေသူ့ကိုယုံတဲ့သူတွေအားလုံးတည်းပေးထားတဲ့ဂတိတော်ဖြစ်တယ်ကျမတို့အဲ့ဒါကိုမမေ့ဘဲနဲ့ကျမတို့သိမ့်ပိုက်ရအောင်ဘဝကြီးကဘလောက်ပဲခါနေပါစေအရန်ချုံနေတဲ့ပြားရည်ရှိတဲ့ပြည်ကိုသူကျမတို့အတွက်ပြင်ဆင်ပေးထားတာဖြစ်တယ် That's why never give up ပြီးတော့ကျမပြားရည်နဲ့ပတ်သက်ပြီးတော့ကျမ Bible ကိုကျမရှာကြည့်လိုက်တဲ့အချိန်မှာကျမ်းပိုက်နှစ်ပိုက်နဲ့ကျမ share လုပ်ပေးချင်တယ်တုတ်တန်24 73နဲ့14ဖြစ်တယ်ငါသာပြားရည်ကောင်းသောကြောင့်စားလောချုံမိန်သောပြားလက်ပုတ်ကိုလည်းစားလောထို့သူတင်တွေ့ရသောပညာတရားသည်စိတ်ဝိညာဉ်၌အရသာနှင့်ပြည့်စုံ၍တင်သည်မျှော်လင့်ခြင်းအကြောင်းမပြတ်ကောင်းသောအကျိုးကိုခံရလိမ့်မည် Let me read in English again My child eat honey for it is good and the honeycomb is sweet to the taste In the same way wisdom is sweet to your soul If you find it you will have a bright future and your hopes will not be cut short ဒီမှာပြောထားတဲ့ wisdom က sweet ဖြစ်တယ် honey လိုပဲ sweet ဖြစ်တယ်အဲ့ဒီကနေတဆင့်ထပ်ပြီးတော့ကျွန်မပြောပြချင်တာကဖခင်ရဲ့ wisdom ကအရန်ချိုတာဖြစ်တယ်ကျွန်တော်တို့စားလိုက်တဲ့အချိန်မှာဘာနဲ့မှနိုင်ချင်လို့မရတဲ့ချိုမြင်ခြင်းကိုအဲ့ဖခင်ရဲ့ wisdom မှာရရှိမှာဖြစ်တယ်ဖခင်ရဲ့ wisdom ဘာမှရမလဲဆိုရင်ကျွန်မအားပေးခြင်းနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်ပါအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့ဖတ်လိုက်တဲ့အချိန်မှာ Holy Spirit ကကျွန်တော်တို့ကိုမဆာပေးပြီးတော့ကျွန်တော်တို့အရန်နားလည်သွားတဲ့အချိန်မှာ revelation အရန်နဲ့ revelation ကိုကျွန်တော်တို့နားလည်လိုက်တဲ့အချိန်မှာအရန်ချုံနေတာဖြစ်တယ် very sweet the sweetest honey အဲ့ဒီနှုတ်ကပတ်တော်မှာသင်ရရှိမှာဖြစ်တယ်ကျွန်မအားပေးခြင်းနဲ့နှုတ်ကပတ်တော်ဖတ်ပါဖခင် promise ပေးတယ်နှုတ်နဲ့ပြားရည်စီးတဲ့ပြီးကို तू ပို့ပေးမယ် तू ပြင်ဆင်ထားပေးပြီးသား but ကျွန်တော်တို့ဘက်ကလည်းရှာဖွေရမှာဖြစ်တယ်ကျွန်တော်နှုတ်ကပတ်တော်မှာကျွန်တော်ရှာဖွေလို့ရတယ် Holy Spirit ကတန်ရှင်သောဝိညာဉ်တော်ကသင်ကိုမဆာပေးမှာဖြစ်တယ် this is the first point and the second one is ဒုတိယတစ်ခုလက်ဆောင်ပေးခြင်းတဲ့အရာက bread ညီမတို့ပြောရရင်အသက်မုတ်ရိုးရိုးလေးဘာသာပြန်လိုက်ရင်ပေါင်မုတ်ပေါ့ဒါပေမဲ့ကျွန်မကိုးကားခြင်းနဲ့ဂျမ်းမိုက်နဲ့ compare လုပ်လိုက်ရင်ကျွန်မအသက်မုတ်လို့ကျွန်မဘာသာပြန်ခြင်းနဲ့
Yeah လူတိုင်းသိရဲ့အဲ့ဒီကျမ်းပိုက်ကိုအသက်မုတ်လို့ပြောလိုက်တာနဲ့ယောဟန်ရှင်ယောဟန်6:35မှာရေးထားတယ်ယေရှုကလည်းငါသည်အသက်မုတ်ဖြစ်၏ငါထံသို့လာသောသူသည်နောက်တစ်ဖန်အစာအမုတ်မခံရငါကိုယုံကြည်သောသူသည်နောက်တစ်ဖန်ရေငတ်မခံရ Yeah in English version Jesus said I'm the bread of life whoever comes to me will never be hungry again whoever believes in me will never be thirsty ကျမ်းစာထဲမှာသူရေးထားပါတယ်ကျမတို့လုံးဝရေငတ်မခံရဘူးရေငတ်မခံရအောင်အစာအငတ်မှုမခံရအောင်သူပြင်ဆင်ထားပေးပြီးသားဖြစ်တယ်ဘယ်လိုပြင်ဆင်ထားပေးပြီးသားလဲဆိုရင်သူသခင်ယေရှုကိုကျမတို့အတွက်သူပေးထားပြီးသားဖြစ်တယ် Jesus ကိုရပြီဆိုတာနဲ့သင်လုံးဝစာငတ်ခြင်းနဲ့မကြုံရဘူးမွတ်သိပ်ခြင်းနဲ့မကြုံရဘူးပြက်လက်ခြင်းနဲ့မကြုံရဘူးရေငတ်ခြင်းနဲ့လုံးဝမကြုံရဘူးဘာဖြစ်လို့ဆိုတော့ကျမ်းစာတွေကဒီမှာပြောထားတာဖြစ်တယ် Jesus is the bread of life အသက်မုတ်ဖြစ်တယ်ပြီးတော့သူကရည်စည်းသောသက်ဆိုင်ရည်ဖြစ်တယ်ရည်စည်းသောသက်ဆိုင်ရည်အသက်မုတ်ဖြစ်တယ်ဘယ်တော့မှပြက်လက်မသွားဘူးသင်ယုံကြည်လိုက်ပါ Jesus will help you Jesus will provide you Jesus ကသင်ကိုထောက်ပံ့ပေးလိမ့်မှာဖြစ်တယ်သင်အဲ့ဒါကိုသိမ့်ပိုက်ဖို့ပဲလိုတယ်သင်သူ့ကိုယုံကြည်ဖို့ပဲလိုတယ်ကျွန်မအားပေးခြင်းနဲ့ဒီ prophecy bread နဲ့ဆိုင်တဲ့ကောင်းကြီးဟာသင်အတွက်ဖြစ်တယ်ကျွန်မတို့အတွက်ဖြစ်တယ်ဒီ prophecy ကိုသင်တို့လက်ခံပါရရှိပါသိမ့်ပိုက်ပါကျွန်မတို့နဲ့သက်ဆိုင်တဲ့အရာဖြစ်တယ်ကျွန်မတို့ရဲ့ daily life မှာကျွန်မတို့ရဲ့စာဝတ်နေရေးနဲ့ပတ်သက်တဲ့အရာတွေမိသားစုရေးရာနဲ့ပတ်သက်တဲ့အရာတွေချိုးရင်ပူပန်မှုတွေအများကြီးရှိတယ်လူတိုင်းစီမှာကိုစီရှိတယ်ထုတ်မပြောရုံတမယ်လေးပဲ but ဖယားတည်တယ်ဖယားကလူတွေမခံနိုင်တဲ့စုံစမ်းခြင်းကိုဘယ်တော့မှမပေးဘူးသူထောက်ပံ့ပေးပြီးသားဖြစ်တယ် Our God is God of provider သင်ကိုထောက်ပံ့ပေးမှာဖြစ်တယ်ဘယ်တော့မှပြက်လက်မသွားတဲ့အသက်ဆိုင်ရဖြစ်တယ်ဘယ်တော့မှပြက်လက်မသွားတဲ့အသက်မုတ်ဖြစ်တယ်သူကိုယုံကြည်ပါကိုးစားပါ He is for you He is with you He will do the best thing for you သူကိုယုံကြည်ပါကိုးစားပါအဲ့ဒီတစ်ခုနဲ့ကျွန်မလက်ဆောင်ပေးခြင်းနဲ့ and then the last one တတိယတစ်ခုလက်ဆောင်ပေးခြင်းတဲ့စကားလုံးက home yeah home လို့ပြောလိုက်ရင် yeah အကာအကွယ်ရှိတဲ့နေရာ shelter အိမ်ကိုပြောတာဖြစ်တယ်ဒီဟာကိုကျွန်မဘယ်ဟာနဲ့ဘယ်ကျမ်းပိုက်နဲ့ကျွန်မ encourage လုပ်ပေးခြင်းလဲဆိုရင်ဟေရှာယ30:18ငါ၏လူတို့သည်လည်းငြိမ်သက်သောနေရာလုံခြုံသောမြို့ရွာဘေးလွတ်သောချမ်းသာရာအရပ်တို့၌နေရကြလိမ့်မည် In English my people will live in safety quietly at home they will be at rest ဖယားကတင့်ကိုပြင်ဆင်ပေးထားတဲ့အိမ်ကလုံခြုံသောနေရာဖြစ်တယ်ငြိမ်သက်သောနေရာဖြစ်တယ်သင်အခုစိုးရင်ကြောက်ကြနေရတဲ့အချိန်မှာဘာမှမပူပါနဲ့သူပြင်ဆင်ထားပေးပြီးသားဖြစ်တယ်ကျမတို့အသက်ရှင်နေရတဲ့လူလောကကကျမတို့စာမိုးပွဲတော့ကျမတို့ဖြေရတယ်ကျမအရှိရတယ်ကျမပြောထားတယ်လူတို့မခံနိုင်တဲ့စုံစမ်းခြင်းကိုဖယားပဲတော့မှမပေးပါဘူးဒီစာမိုးပွဲကိုဖြေပြီးတော့ကျမတို့အတွက် reward တွေရှိတယ်ဆုလက်တွေကိုသူပြင်ဆင်ထားပေးပြီးသားဖြစ်တယ်အခုသူ promise ပေးထားတယ်ဂတိပေးထားတယ်ကျမတို့နေရမယ့်နေရာကိုသူပြင်ဆင်ထားပေးပြီးသားဖြစ်တယ်သူ့အိမ်မှာနေရင်ငြိမ်သက်ခြင်းရှိတယ်ဘေးလို့ရနဲ့လေကင်းလို့မယ်ချမ်းသာရမယ် This is his promise just receive it this is for you this is for me that's why I receive it I take it I grab it and then the next one is နောက်တစ်ခုကကြတော့ကျမတို့အားလုံးသိရဲ့အရန်ကောင်းကြီးဖြစ်ရတယ်အရန်စိတ်ချခြင်းကိုခံစားရတဲ့ကျမ်းပိုက်ဖြစ်တဲ့62ခုမြောက်သောစာလံ1နှစ်မှာအမြင့်ဆုံးသောဖျား၏ကွယ်ကာယဌာနတော်၌နေသောသူသည်အနန္တတကူရှင်ရိတ်ကိုခိုးရလိမ့်မည်ထာဝရဘုရားသည်ငါခိုးလို့များငါ၏ရေတိုင်းငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အာမင်အမြင့်ဆုံးသောဘုရားသခင်ရဲ့ကွယ်ကာယကကျမတို့ခိုးလုံရနေရဖြစ်တယ်ထာဝရဘုရားထားပေးထားတဲ့နေရာက
ရဲတိုက်ကြီးဖြစ်တယ်သူကကျမတို့ရဲ့ရဲတိုက်ဖြစ်တယ်သူကကျမတို့ရဲ့ခိုးလုံရဖြစ်တယ်ရန်သူတွေအရှိမတော်မှာကျမတို့အတွက်စပွဲခင်းပေးထားပေးပြီးသားဖြစ်တယ်အဲကြောင့်ကျမ encourage လုပ်ချင်တယ်ကျမအားပေးချင်တယ်သူ့ကိုစိတ်ချလိုက်ပါတင်းရဲ့ပူပင်တော့ကတွေကိုသူ့ကိုပေးလိုက်ပါပြီးတော့ဒီသူပေးထားတဲ့ဒီ promise တွေကိုတင်းသိမ့်ပိုက်ပါယုံပါဆက်သွားပါလုံးဝ give up မလုပ်ပါနဲ့ဒီ prophecy ကတင်အတွက်ဖြစ်တယ်တင်လက်ခံပါရရှိပါကြားရည်ကဲ့သို့ချိုးမိန်တဲ့ the sweetest thing တင်ရဲ့အသက်တာထဲမှာကိုရောတွန်းလောင်းပေးမှာဖြစ်တယ်ဘယ်တော့မှငတ်ပြတ်မှုမရှိအောင်ကိုရောကအမြဲတမ်းထောက်ပံ့ပေးနေမှာဖြစ်တယ်ဒီ prophecy အပြင်နောက်ထပ်တတိယတစ်ခုကအမြဲတမ်းလုံခြုံပြီးတော့ငြိမ်းချမ်းတဲ့နေရာဘေးဥပတ်ကင်းတဲ့နေရာမှာသင်နေရမှာဖြစ်တယ်အဲ့ prophecy ကိုကျမတည်ဆောင်လာပေးတာဖြစ်တယ်သင်ရရှိပါလက်ခံပါသိမ့်ပိုက်ပါသင်အတွက်ဖြစ်တယ်အရောက်စီတိုင်းပေါ်အထူးပဲကောင်းကြီးရှိပါစေ See you in next video